တေဆုံးနှုန်း85ရာခိုင်နှုန်းရှိတဲ့ Nipah virus အိန္ဒိယမှာပြန်ဖြစ်နေပြီလားတေဆုံးနှုန်းက40ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းထိရှိနိုင်နေလက်ရှိချိန်ထိကုသဆေးလည်းမရှိသေးဘူးကာကွယ်ဆေးလည်းမရှိသေးဘူးဒါဟာကောလာဟလမဟုတ်ပါဘူးအခု2016ဇန်နဝါရီလထဲမှာအိန္ဒိချင်းအိန္ဒိယနိုင်ငံမှာ Nipah virus ကူးစက်မှုသတင်းတွေထွက်ပေါ်လာလို့လူတော်တော်များများစိုးရိမ်နေကြပါတယ်မြန်မာနိုင်ငံနဲ့နီးတာမို့လို့ကျမတို့တကယ်ပဲကြောက်နေရပြီလားအခြေအနေကဘလောက်ထိစိုးရိမ်ရလဲ Coffee break ကနေအားလုံးကိုရှင်းပြပေးသွားမှာမို့အဆုံးထိကြည့်ပေးပါအောင်ရှင်အခြေအနေကိုအရင်ကြည့်ရအောင်အခု2026ဇန်နဝါရီမှာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ် West Bengal မှာနိပကူးစက်ခံရသူ2ယောက်အတည်ပြုခဲ့ပါတယ်ထူးခြားတာကကူးစက်ခံရသူ2ယောက်စလုံးဟာလူနာတွေကိုပြုစုပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေဖြစ်နေတာပါရှင်ဒါပေမဲ့စိတ်မပူပါနဲ့အောင်အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကအခုတော့ထိန်းချုပ်နိုင်ပြီလို့ဆိုပါတယ်သူတို့နဲ့ထိတွေ့ခဲ့တဲ့လူပေါင်း200နီးပါးကိုစစ်ဆေးခဲ့ရမှာ virus မတွေ့ရှိခဲ့တယ်လို့သေဆုံးသူလည်းမရှိသေးပါဘူးအရင်က Kerala ပြည်နယ်မှာပဲဖြစ်လေရှိပေမဲ့အခုလို West Bengal မှာပြန်တွေ့တာကနှစ်ပေါင်း20အတွင်းပထမဆုံးမို့လို့အာရှနိုင်ငံတွေကလေဆိပ်တွေမှာတော့စစ်ဆေးမှုတွေတင်းကျပ်နေပြီဖြစ်ပါတယ်ရှင်။ဒါဆိုနီပါကဘယ်ကလာတာလဲ။ तू ကတရိษံကနေလူကိုကူးတာပါ။အဓိကတရားခံကတော့တစ်တီးစားလင်းတို့တွေပါ။လင်းတို့ကနေ wet ကနေတစ်ဆင့်လူကိုကူးတယ်လို့လူချင်းချင်းလဲတတွေဒါမှမဟုတ်နှာချေချောင်းဆိုးရကနေကူးဆက်နိုင်ပါရဲ့ရှင်အထူးသဖြင့်လင်းတို့တွေကြိုက်ထားတဲ့အသီးနှံတွေကိုစားမိတာလင်းတို့တွေနားလိရှိတဲ့အုံးရည်ထန်းရည်တွေကိုတောက်မိတာကနေအဓိကကူးဆက်တတ်ပါရဲ့ယောဂလက္ခဏာတွေကတော့တာမန်အဖျားခေါင်းကိုက်တာကနေစပြီးစိုးလာရင်အုံနောက်ရောင်ရမ်းတာအထိဖြစ်ပြီးအသက်အန္တရာယ်ပေးနိုင်ပါတယ်ရှင်ကာကွယ်ဆေးမရှိသေးတဲ့အတွက်ကာကွယ်ခြင်းကအကောင်းဆုံးကုသခြင်းပါပဲ၁အပြင်ပန်းကြည့်ရင်လင်းတို့ကြိုက်ထားသလိုဖြစ်နေတဲ့အသီးတွေကိုလုံးဝမစားပါနဲ့၂အသီးနှံတွေကိုတေချာဆေးကြောပါ၃ခရီးသွားတဲ့အခါအထူးသဖြင့်အိန္ဒိယဘက်သွားမယ်ဆိုရင်တကူရီတန်ရှိရေးကိုအထူးဂရုစိုက်ပါလက်ကိုခဏခဏဆေးပါ၄မြန်မာနိုင်ငံမှာအခုထိမတွေ့ရသေးပေမဲ့သတိထားတာအမှားမရှိပါဘူးရှင်အနှစ်ချုပ်ရရင်အိန္ဒိယမှာအခြေအနေကိုထိန်းချုပ်ထားနိုင်တဲ့အတွက်အရန်ကြီးထိတ်လန့်စရာမလိုသေးပေမဲ့တတိရှိကိုတော့လိုပါတယ်အားလုံးပဲကျမရေးသတင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ကြပါအောင်ရှင်ဒီဗီဒီယိုလေးကအသုံးဝင်တယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့အောင်တငယ်ချင်းတွေလည်းသိရအောင် share ပေးလိုက်ပါအောင်နော်အခုလိုကျမရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို Coffee Break မှာအမြဲတင်ဆက်ပေးနေတာမို့ subscribe လည်းလုပ်ထားကြပါအောင်မိတ်ဆွေတို့တော့အသီးနှံတွေစားရဲ့အခါလင်းတို့အနေတွေကိုသတိထားမိကြရဲ့လား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်